အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ရဲ့လေထိုးမဲ့ blog ဖြစ်ပါတယ်ကျွန်တော်ရဲ့ဟိုနားဒီနားသွားဖို့ဝယ်ထားတဲ့တင်းလျှော့ရတဲ့ကားကြီးကလေရော့နေပြီးတော့ dashboard မှာ warning တစ်ခုပြနေပါတော့dashboard မှာ warning ဆိုတာဘာလဲဆိုလို့ရှိရင်ကျတော့ဒီကားမှာ set ချိုးရင်းတစ်ခုခုဖြစ်နေရဆိုလို့ရှိရင်သူကအဲ့မှာerror လေးပြရပါဗျာဒီမှာဒီ sign တွေအများကြီးရှိရယ် error မရှိလို့ရှိရင်တော့ပိတ်သွားပြီးတော့အဲ့ကောင်တွေက error ဖြစ်နေဆိုလို့ရှိရင်သူကအဲ့ sign တွေကဒီ on နေမှာပေါ့ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကားမှာဆိုလို့ရှိရင်အဝါရောင်ဒီလေရော့နေပါတယ်ဆိုတော့dashboard light တစ်ခုပြနေရပါတော့အဲ့ကြတော့ကျွန်တော်ဆိုင်ကိုသွားမထိုးကျင်တာနဲ့ကျွန်တော်ကနောက်လဲလို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုတရားပြရလွယ်တဲ့လေထိုးတွေကလေအသေးလေး online နေမှာလိုက်ရပါတော့သူကမီးလဲပါတယ်ပြီးလို့ရှိရင်screen က dual display ပေါ့နော်အောက်မှာကကိုလိုချင်တဲ့ PSI ကိုဆက်လုပ်လို့ရတယ်အပေါ်မှာကျွန်တော်လက်ရှိကိုကားရဲ့ tire pressure ပြရပါတော့ပြီးလို့ရှိရင်လဲကဘတ်တန်လေးကိုနှိပ်လိုက်တာနဲ့လေစထိုးပြီပေါ့နော်လေထိုးတဲ့ကောင်းကလည်းအရှိတစ်ခုပါတယ်အတူတစ်ခုပါတယ်ပေါ့နော်အခုဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်ကားရဲ့လက်ရှိ tire ကအပေါ်ကကောင်32.0ပေါ့နော်အဲ့ကောင်ကျွန်တော်လိုချင်တာ33ဆိုလို့ရှိရင်လေနေနဲ့ထိုးရမှာပေါ့နော်အဲ့လို့ရှိရင်ဒီဘတ်တန်လေးကိုနှိပ်လိုက်လို့ရှိရင်လေစထိုးမယ်ပေါ့နော်ဒါပေမဲ့ကိုလိုချင်တာက33ဒါပေမဲ့ကိုလက်ရှိကားက33တက်ကြောနေဆိုလို့ရှိရင်လေထိုးစရာမလိုတဲ့အတွက်ကြောင့်မလို့အဲ့ဒီဘတ်တန်လေးကအလုံးမလို့ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်